ဒီကောကင်ကလေးကထိုင်ပြီးအခရာဖြစ်တယ်မြန်မာမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီကာကြီးတူတူပဲလို့ပြောလို့ရတယ်အတန်တူတာပြောတာကအတန်ကြီးတူတယ်အဲ့မှာကျွန်တော်ဒီကောကင်ကိုတရတလုံးထည့်ခြင်းပဲကောအာကာကောကင်ကိုအာဒရနဲ့ပေါင်းတာကာလို့မြည်တယ်အဲ့တိုင်မှာကျွန်တော်တခါမြန်မာဘီအခရာတွေကကာကြီးကိုကျွန်တော်အာဒရသို့မဟုတ်ရေးချနဲ့ပေါင်းကြည့်မယ်ကာကြီးရေးချကာထိုင်းကလည်းကောအာကာမြန်မာလည်းကာကြီးရေးချကာโอเคနောက်တစ်ခါကျွန်တော်ဒီထိုင်းစာမှာဤဒရပေါ့ကောကင်မှာကျွန်တော်ဤဒရထည့်ကြည့်မယ်ကောဤကေဒါကောကင်ဤဒရတွဲတဲ့အခါမှာကီလို့မြည်โอเคအဲ့ဒီတိုင်းမှာကျွန်တော်မြန်မာစာမှာကာကြီးမှာကျွန်တော်လောကြီးတဲ့စာကတ်သုံးဖို့ဤဒရလို့ခေါ်တယ်အဲ့ခေတ်တရတလုံးနဲ့ပေါင်းကြည့်မယ်ကာကြီးအပေါင်းလောကြီးတဲ့စာကတ်ညီမချင်းကီထိုင်းကလည်းကောဤကီမြန်မာလည်းကာကြီးလောကြီးတဲ့စာကတ်ကီကောဤကာကြီးလောကြီးတဲ့ကီပေါ့ကာကြီးဤဒရကီပေါ့မြန်မာလည်းကီထိုင်းလည်းကီโอเคနောက်တစ်လုံးကြည့်အောင်ထိုင်းမှာကောကင်ကိုကျွန်တော်ဥဒရထည့်ကြည့်မယ်ကောကင်အပေါင်းစရာဥညီမချင်းဥလို့မြည်အဲ့တိုင်းပဲကျွန်တော်မြန်မာစာမှာဒီကာကြီးဆိုတဲ့အခရာကိုကျွန်တော်နှစ်ချောင်းလေလို့ခေါ်တယ်ဥဒရပေါ့ကာကြီးအပေါင်းဥဒရညီမချင်းကိုထိုင်းလည်းကိုငါပေါ့မြန်မာလည်းကိုโอเคနောက်တစ်ခါကျတော့ကျွန်တော်ထိုင်းမှာဒီကောကင်ကိုကျွန်တော်နောက်ထပ်ဧဒရကျွန်တော်ချက်ကြည့်မယ်ကောကင်အပေါင်းစရာအေညီမချင်းကေလို့မြည်မြန်မာစာမှာကျွန်တော်ကာကြီးအခရာကိုကျွန်တော်ဧဒရပေါ့တဝေထိုးနဲ့ပေါင်းကြည့်မယ်ကာကြီးအပေါင်းတဝေထိုးသုံးဖို့ဧဒရညီမချင်းကေထိုင်းလည်းကေမြန်မာလည်းကေโอเคနောက်တစ်ခါကျွန်တော်တို့ထိုင်းပြီးမှာကောကင်ကိုစရာအဲနဲ့ပေါင်းကြည့်မယ်ကောအပေါင်းစရာအဲညီမချင်းကဲမြန်မာမှာလည်းကာကြီးအပေါင်းနှောက်ပြစ်ပေါ့နှောက်ပြစ်အဲတရာပေါ့ကျွန်တော်ကာကြီးအပေါင်းနှောက်ပြစ်ညီမချင်းကဲလို့ထွက်တယ်နောက်တော့ပြချင်ပါသေးတယ်ကျွန်တော်တို့ကောကင်မှာအိုတရာပေါ့ကောကင်ပေါင်းအိုတရာအဲ့အိုတရာကိုသေချာကြည့်ပါကျွန်တော်တို့အဲ့ဒီအပေါ်ကငကမိုးလေးကိုဝိုင်းလိုက်ရင်ကျွန်တော်တို့လောကြီးတင်နဲ့တူပြီးတော့အောက်ကဒီမြားပင်အဝိုင်းကလေးကိုဖြောက်လိုက်ရင်တစ်ချောင်းနေနဲ့တူတယ်ဒါဆိုတော့လောကြီးတင်တစ်ချောင်းနေနဲ့တူတယ်ထိုင်းမှာအဲ့ဒါအိုဒရလို့ခေါ်တယ်ကျွန်တော်ထိုင်းပြီးအခရာကောကင်ဘီကိုအဲ့ဒီစရာအိုနဲ့ပေါင်းကြည့်မယ်ကောအပေါင်းစရာအိုညီမချင်းကိုမြန်မာမှာလည်းဒီကာကြီးအခရာကိုကျွန်တော်ကာကြီးအပေါင်းညီမချင်းလောကြီးတင်တစ်ချောင်းနဲ့ကာကြီးအပေါင်းလောကြီးတစ်ချောင်းနဲ့ sorry ကာကြီးအပေါင်းလောကြီးတစ်ချောင်းနဲ့ညီမချင်းကိုပြောရရင်ကျွန်တော်တို့ဒီထိုင်းစာမြန်မာစာသို့မဟုတ်ဘယ်ဘာသာစကားမဆိုဘီးနဲ့တရပေါင်းဆက်တဲ့အတန်ထွက်တာအဓိကကြားတယ်